အားလုံးပဲမင်္ဂလာပါရှင် Mias Family Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့မှုလေးတွေကို6လမ်းပြီးတော့မှကြော်စားတာအရန်ကောင်းလို့မှု6ကြိုကြိုနီးလေးကိုပြန်လည်ဝင်ပြပေးသွားမှာပဲဖြစ်ပါတယ်မှု6ကြော်လေးရဖို့ဆိုရင်မှုလေးတွေကိုရေးစင်အောင်ဆေးပြီးတဲ့အခါကျတော့တေးသေးလေးတွေနှွာထားပြီးတော့မှနီလန်းထားပေးဖို့လိုပါမယ်ပုံချကျော်လေးရဖို့ဆိုလို့ရှိရင်ပါဝင်ပစ္စည်းလေးတွေကတော့ငွေနှင်းမို့လိုပါမယ်။နောက်ကျက်သွန်ဖြူကျက်သွန်နီမြူကြီးခွဲချမ်းမော်အယောင်တင်မုံတို့လိုပါမယ်။မူချကျော်လေးစတင်ကြော်ဖို့အတွက်ကိုဒေဟိုးရဲကိုစီထည့်ပါမယ်။စီပူလာရင်တော့မှုလေးတွေကိုကြော်ပေးပါမယ်။မိမိတို့ကမှုထဲမှာအရသာလေးတွေဝင်နေတယ်ဆိုရင်တော့အရသာအတွက်ကိုနေမလန်းခင်ကစားနေပြီးတော့မှလက်ထားပေးမယ်ဆိုရင်ပို့ပြီးတော့မှအရသာရှိတဲ့မှုကျော်လေးရမှာဖြစ်ပါတယ်အရသာအတွက်ကိုကြော်တဲ့အချိန်ကျမှထည့်မယ်ဆိုရင်လည်းရပါတယ်ဒီမှာတော့မို့ကအချိုတက်ပါပြီးသားမို့လို့ဟင်းကမို့မထည့်ဘဲနဲ့ကြော်ထားပေးပါတယ်မို့လေးတွေကြော်နေရင်းနဲ့မှအခုလိုနေထားလေးရလာပြီဆိုလို့ရှိရင်တော့မို့လေးတွေကိုဆဲထားပေးပါမယ်ကြော်ထားတဲ့မို့လေးတွေကိုဆဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျက်သွန်လေးကြော်ပါမယ်ကျက်သွန်လေးကိုအနည်းငယ်ညှို့သွားအောင်တော့ကျက်သွန်ဖြူထည့်ပါမယ်နောက်ရောင်တင်မုံငရုတ်သီးခွဲချက်မှုကိုတော့မိမိတို့ခနိုင်သလောက်စိတ်ကြိုက်ထည့်ပေးနိုင်ပါတယ်တအားလုံးကြာတဲ့အခါမှာတော့အခုနောက်ကကြော်ထားတဲ့မိုးလေးတွေထည့်ပြီးတော့မှအနည်းငယ်ထည့်ပြီးတော့မှကြော်ပြလိုက်မယ်ဆိုလို့ရှိရင်တော့အရသာရှိလာတဲ့မိုးချောကြော်လေးရလာမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကိုယ်စိတ်နှပြကျမခဏကြပါစေ